says hunter, riding the cat. The cat is a pest. Can't stand the venom. Not sound now. Then I guess we should run. Run? Mortals do it all the time. သူတို့နှစ်ယောက်အသက်လူပြီးပြေးကြတော့တယ်သူတို့နောက်ကနေအေယာမမွေကြီးနှစ်ကောင်ကဟိန်းဟောက်ပြီးအတင်းလိုက်လာတဲ့ဟော်ရစ်ကဘက်ကိုပုံမြင်ပြေးဖို့တိုက်တွန်းပေမဲ့ဘက်ကတာမန်လူသားတစ်ယောက်ပဲလေဝစ်စလဲမတက်တာတဲ့အစုံသူ့ကိုပွေ့ချီပြီးဆက်ပြေးရတယ်ဒါပေမဲ့ဟော်ရစ်မှာလည်းသူ့ရဲ့စွမ်းအားတွေမရှိတော့ဘူးငွေကြီးတွေကပိုနီးတက်လာပြီးဟော်ရစ်ကကြောက်တိုင်တစ်ခုနောက်ကိုအမြန်ငုံဝင်လိုက်ပြီးအောက်ကအကွဲကြောင်းထဲကိုခုန်ဆင်းလိုက်တယ်အဲ့ဒီတော့မှတိုက်ခိုက်မှုကနေတီတီလေးလွတ်မြောက်သွားတာ We have to kill them. We? When you go fishing, what's most important? I don't fish. Is the quality of the bait. It's too dangerous. Are you worried about me? No, it's just my aim with the spear is not what it was. Then get closer before you throw it. ဘက်ကအေယာမမွေကြီးတွေရဲ့အာယုံကိုဆွဲဖို့သူ့ကိုယ်သူနားစာအဖြစ်အတုံးချဖို့ဆုံးဖြတ်လိုက်တယ်ဟော်ရစ်ကပုံနေပြီးအခွင့်အရေးကိုစောင့်နေတယ်အခွင့်သာရနဲ့လက်နက်ကိုဆွဲထုတ်ပြီးမွေကြီးရဲ့မေးစေးကိုတက်တက်ထိုးဆိုင်လိုက်တယ်ဒါပေမဲ့ဒီတိုက်ခိုက်မှုကမွေကြီးကိုဘာမှမဖြစ်စေဘူးအေယာမမွေကြီးကသူ့ရဲ့ပါဇက်ကြီးကိုဟာပြီးဟော်ရစ်စီကိုအချိန်နဲ့ပြေးဝင်လာတဲ့ဟော်ရစ်ကအမြန်ရှောင်တိန်ပြီးသူ့လက်နက်နဲ့မွေကြီးရဲ့ပါဇက်ကိုကြောက်တုံးမှကပ်ပြီးထိုးဆိုင်လိုက်တယ် Let's go again. This time, the bait needs to dangle longer. I must strike the weak spot from behind. And how do you know they have a weak spot? I don't, but they must, right? Go. အေယာမမွေဖြူကြီးကသူ့ပါဇက်ကနေမိတွေမုတ်ပြီးဘက်စီကိုပြေးဝင်လာတဲ့ဘက်လည်းပျက်စီးနေတဲ့အဆောက်အဦတွေကိုချက်ချင်းပြေးဝင်သွားတယ်အဲ့ဒီအချိန်မှာဟော်ရစ်ကမွေကြီးရဲ့နောက်ကနေတိတ်တဆိတ်ချင်းကပ်သွားတယ် Too bad you can no longer fly. Neither can you. သူတို့အမောတောင်မဖြစ်ရသေးခင်မှာပဲအဆောက်အဦပြက်ကြီးကပြိုကျလာတယ်သူတို့နှစ်ယောက်ချက်ချင်းအပြင်ကိုပြေးထွက်လာချိန်မှာအချင်းနဲ့ဖျားမဟဲတော်ကရုတ်တရက်ရောက်လာတယ် Just shut up and stay out of my way. I command you.